မတိပဲနဲ့လှုပ်တဲ့အာဟုသူနဲ့တီးတဲ့တန်းနဲ့လှုပ်တဲ့အာဟုသူဘယ်ဥစ္စာအပြစ်ပိုကြည့်လဲဆိုပြီးတော့မိလင်နာမင်းကြီးကမေးထားတယ်ဗျာအဲ့ဒါကိုမေးလိုက်မယ်ဆိုရင်လည်းလူများဆိုတော့ဒီမတီးရနဲ့လှုပ်တဲ့အာဟုသူကပို့ပြီးတော့အပြစ်ရှိတယ်လို့ပြောကြတယ်ဒါပေမဲ့ဒါလည်းမှန်ပါတယ်ရှူတောင်းတစ်ခုကနေကြည့်မယ်ဆိုရင်ဗျာဒါပေမဲ့ဒီမှာရှင်နာတင်တာမထေရှင်းပြထားတဲ့ရှူတောင်းကတစ်မျိုးလေးကွဲပြားနေတာတွေ့ရဗျာရှင်နာတင်တာမထေရဗျာမတိပဲနဲ့လှုပ်တဲ့အာဟုသူရဲ့အပြစ်နဲ့တီးရနဲ့လှုပ်တဲ့အာဟုသူရဲ့အပြစ်ကိုနှိုင်းရှင်းမယ်ဆိုရင်မတိပဲနဲ့လှုပ်တဲ့အာဟုသူရဲ့အပြစ်ကပို့ပြီးတော့ကြီးတယ်ဆိုပြီးတော့ပြောထားတယ်ဗျာမိလင်နာမင်းကြီးရတယ်ဗျာစောရကတက်တယ်ဗျာအရှင်မရတယ်တီးရနဲ့လှုပ်တဲ့အာဟုသူကပို့ပြီးတော့အပြစ်ရှိတာတဲ့ဘာဖြစ်လို့လဲဆိုရင်တပည့်တော်တို့နန်းတော်မှာပေါ့မင်းသားပဲဖြစ်ဖြစ်အမတ်တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားလူတွေပဲဖြစ်ဖြစ်တီးရနဲ့မကောင်းတာတွေလှုပ်ထားတယ်ဆိုရင်အဲ့ဒီလူကိုဒဏ်နှစ်ဆပို့ပြီးတော့တက်တယ်ဆိုပြီးတော့ပြောထားတယ်ရှင်နာမတရားမင်းကြီးတဲ့ဒီအင်မတန်ပူတဲ့တန်ပူအတုံးရှိမှာပေါ့အဲ့ဒီအချိန်မှာဒီမတိတဲ့လူတယောက်ကသွားပြီးတော့ကင်မယ်ဆိုရင်ဗျအဲ့ဒီတန်ပူတုံးပူမှန်းမတိတဲ့လူကကြစ်လေးဆုပ်မှာပေါ့ဗျာပြီးတော့အကြာကြီးကိုလည်းကင်မှာပေါ့ဒါပေမဲ့တိတဲ့လူကခါကြတော့ဒီတန်ပူတုံးကိုလုံးဝလက်နဲ့ဖွားလေးပဲဗျာဒါလမ်းကင်ပြီးတော့မှလမ်းပြီးတော့ဟိုဘက်ရွှေ့တာတွေပါတယ်လုံးမှာပေါ့ဗျာအဲကြတော့ဒါကိုကြည့်ချင်းအဖြစ်ဒီမတိပဲနဲ့လှုပ်တဲ့အာဟုသူကပို့ပြီးတော့အပြစ်ရှိတာကိုတွေ့ရဗျာတိတဲ့တန်းနဲ့လှုပ်တဲ့အာဟုသူကအပြစ်အလောက်သိမရှိဘူးပေါ့ဗျာအဲ့ခါကျနောက်ထပ်ဘယ်လိုဥမာပေးလို့ရသည်လဲဆိုရင်ဒီလိုမျိုးအစိတ်ဘယ်လိုနေမလဲဆိုပြီးတော့စမ်းပြီးတော့တောက်ကြည့်တဲ့လူတရားပါခါကျတော့အစိတ်ကိုတောင်းလိုက်မှာပေါ့အဲ့ဒါသူကအစိတ်မှန်တိတာဖြစ်တဲ့အတွက်သူဈေးုံတွေပါတယ်လဲတန်းပြေးမှာပေါ့ဗျာဒါမှမဟုတ်တခုကုသတာတွေပါတယ်လုံးမှာဗျာဒါပေမဲ့အစိတ်ကိုဗျာအစိတ်မှန်မသိပဲနဲ့ဖြော်ရည်ထင်ပြီးတော့မှတောက်ပြမယ်ဆိုရင်တော့သူကတော့ဒါနောက်ဆက်တွဲသူဟိုဟာတွေလှုပ်ထားမှကြိုတင်ပြင်ဆင်မှုတွေလှုပ်ထားမှမဟုတ်ရအဲ့ကြတော့သူကပို့ပြီးတော့ဒုက္ခရောက်မှာပေါ့ဗျာအဲ့ဒီအတိုင်းပဲဒီမသိပဲနဲ့လှုပ်တဲ့အာဟုသူကအပြစ်ပို့ရှိတယ်ဆိုပဲပြောထားတယ်ဒီလိုမျိုးပြောလိုက်လို့ခါကျတော့ထပ်ပြီးတော့မေကွန်ထုတ်ကြရရှိတာခါကျတော့မြတ်စွာဘုရားပြောထားတယ်ဗျာဒီအဘိဓမ္မာသဘောတရားကံတရားတွေမှာပြောထားတယ်တီးရနဲ့လှုပ်တဲ့အာဟုသူတွေကပို့ပြီးတော့ထိတယ်ဆိုတော့ဥပမာဗျာကျွန်တော်တို့ကပေါ်စိတ်ရှိတယ်မသိလို့နင်းမိတာအဲ့ဒါတည်သွားတယ်ပေါ်စိတ်ဗျာအဲ့ဒါနဲ့နောက်တစ်ခုကကျတော့ကျွန်တော်တို့ပေါ်စိတ်မှန်သိလို့နင်းမိတာအဲ့ဒီနှစ်ခုမှာကျွန်တော်တို့ကနင်းလိုက်တာဖြစ်တဲ့အတွက်ဒီပါဏာတိပါဒကံကမြောက်တယ်တီးရနဲ့လှုပ်လိုက်တာဖြစ်တဲ့အတွက်ပါဏာတိပါဒကံမြောက်တယ်ဗျာအဲ့ဒီနည်းနဲ့ကြည့်မယ်ဆိုရင်ကဒါတီးရနဲ့လှုပ်တဲ့အာဟုသူကံကပို့ပြီးတော့အပြစ်ရှိတယ်ဆိုတော့မြင်ရတယ်ဒါလည်းမှန်တယ်ဗျာဒါပေမဲ့ရှင်နာတင်တာမထေပြောချင်တာခါကြတော့ဒီမောဟကိုပြောချင်တာဗျာမတိမှုမောဟနဲ့လှုပ်တဲ့အာဟုသူကပိုတော့အပြစ်ရှိတယ်မောဟကိုဦးစားပေးပြီးတော့ပြောချင်တာမောဟရှိတာဖြစ်တဲ့အတွက်ဗျာဒီလိုကဘာမှမသိဘူးတင်မလားအဲ့တော့သူကအာဟုသူဆက်ပြီးတော့လုံနိုင်ခြင်းရှိတယ်ဆိုတော့အဲ့လိုမျိုးသဘောတရားဗျာပြီးတိုင်းမောဟရှိတာဖြစ်တဲ့အတွက်ကောင်းမှန်းမသိဆိုးမှန်းမသိအဲ့လိုမျိုးတွေဗျာအဲ့တော့သူကပို့ပြီးတော့အပြစ်ရှိတယ်မတိပဲနဲ့လှုပ်တဲ့လူကအပြစ်ရှိတယ်ဆိုတော့ရှင်နာတင်တာမထေပြောတာခါကျတော့ဒီမောဟရှုထောင်းနဲ့ပြောလိုက်တာဒါပေမဲ့မြတ်စွာဘုရားခါကျတော့ဒီကံရှုထောင်းနဲ့ကြည့်မယ်အဘိဓမ္မာရှုထောင်းနဲ့ကြည့်မယ်ဆိုရင်တီးရနဲ့လှုပ်တဲ့အာဟုသူကအပြစ်ပို့ရှိတယ်ဗျာဒါတော့နှမျိုးရှိနေတယ်မောဟရှုထောင်းနဲ့ကြည့်မယ်ဆိုရင်လည်းဟုတ်တယ်မောဟရှိပြီဆိုရင်ကျွန်တော်တို့ကတွေးတယ်မိုက်မဲတယ်ဗျာဒီပညာမရှိဘူးပေါ့ဗျာပညာမရှိတော့ဒီပညာမရှိဘဲနဲ့လှုပ်လိုက်တဲ့အာဟုသူကပို့ပြီးတော့အပြစ်ရှိတယ်လို့အဲ့ဒါလည်းမှန်တယ်ရှုထောင်းတစ်ခုမြတ်စွာဘုရားဟောတဲ့ကံတရားရှုထောင်းကလည်းမှန်တယ်ရှုထောင်းတစ်ခုကနေကြည့်ရမှာဗျာဒါဟိုတစ်ခုကမှားတယ်ဒီတစ်ခုကမှားတယ်ဆိုတာတဲ့ရှုထောင်းတစ်ခုကနေကြည့်တယ်ဆိုရင်တော့ပို့ပြီးတော့တင်တော်မယ်အဲ့လိုဆိုရင်တော့နည်းနည်းလေးသဘောပေါက်မယ်လို့ထင်ပါတယ်